မနေ့ကကျွန်တော် post တပုတ်တင်တာလေဒါကပါလဲဆိုလို့ရှိရင်300ဘတ်နဲ့အသေးဝင်ပြီးတာနဲ့ကိုလိုအပ်နေတဲ့ပစ္စည်းပေါ့နော်ဝယ်ယူသုံးဆွဲသွားရင်းနဲ့စီးပွားရေးလုပ်လို့ရတယ်ဆိုတဲ့ဟုတ်တလားပေါ့နော်ဒါကျွန်တော်ကိုဒါပေးထားတဲ့ message တင်ကြီးကြီးတော့ကိုကျွန်တော်ကတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပေါ့နော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့သိချင်တဲ့သူများပေါ့နော်ဗီဒီယိုဖိုင်မှာဝင်ရောက်ပြီးတော့လေ့လာကြည့်ပါကျွန်တော်ကတော့ပြပြပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မမြောက်ဝေဒီကီမှာကျွန်တော်ရဲ့နာမည်လည်းပဲကျွန်တော်ဝိတ်ဆက်ပြီးချင်းပါတယ်ကျွန်တော်နာမည်ကတော့ဒါခင်မာဦးလို့ခေါ်တာဖြစ်တယ်ခင်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ကတော့ဝိတ်ဆက်ပြီးပြပြပေးနေတာဖြစ်ပါတယ်300ဘတ်နဲ့ပေါ့နော်အတင်းဝင်လိုက်ပြီးတာနဲ့ပေါ့နော်ကိုလိုအပ်တဲ့ပစ္စည်းကိုဒါနေရာဒီကြောင်းသုံးသွားရင်းနဲ့စီးပွားရေးလုပ်လို့ရတယ်ဆိုတော့ကိုလန်ကောင်ကကျွန်တော်ကတော့တကယ်ကိုယ်တိုင်ကိုကြားပေါ့နော်ဒါတိုင်းနေတဲ့လို့ပေါ့နော်လုပ်ကိုင်တာဖြစ်ပါတယ်ဝိတ်ဆက်လို့လည်းပဲဟုတ်တယ်မလားအပြစ်မှာပေါ့နော်ကိုပစ္စည်းတွေဝယ်သုံးတယ်ပေါ့နော်ဒါပေမဲ့ပရိသတ်မှုကိုဘောတည်းထားမှုပေါ့နော်အပြစ်မှာဒါပစ္စည်းဝယ်သုံးတဲ့ခါကြလို့ရှိရင်ပတ်စံပေးလိုက်တယ်ပစ္စည်းရလာတယ်ပေါ့နော်ဒီလိုနဲ့ပဲတော့ကေပတ်မှုရရှိသွားတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒီကိုယ်တိုင်ကပေါ့နော်ပတ်စံပေးလိုက်ပြန်တယ်ဒါပစ္စည်းရလာပြီဆိုတာကိုဒါကတော့ဒီဒါရှားစားပုံပေါ့နော်ဒီကိုယ်တိုင်ကဒီမှာဆိုရင်ဒါပတ်စံပေးရတဲ့ပစ္စည်းရလာတယ်ဒါပစ္စည်းရလာပြီပစ္စည်းကိုပစ္စည်းကတော့ထောက်တော့လိုက်ဆိုရင်ရှားစားပေးတာတော့ကျမကြီးကိုတော့ဘာမှမလုပ်တာဒီစကားတွေကအဆိုင်ယောဂတမန်များတယ်နော်အာဒီကိုနားလို့တော့ရတယ်တော့ကျမကြီးကဆက်စားလို့ကြည့်ကြဟုတ်ပါဘူးပါဘူးပြတယ်ပစ္စည်းရတာမှဆိုတာပတ်စံရှိတယ်ကြအဲ့ဒီအပတ်ကိုတော့ကိုယ်ကကိုကြအဲ့ဒီဝိုင်းနဲ့တော့ပစ္စည်းတွေကပါဝင်တဲ့ဒီအမှတ်ကိုတော့ဒါစီးပွားရေးကိုလုပ်တိုင်းပေါင်းရတာဖြစ်ပါတယ်။နောက်တစ်ခါပဲရှိနေတာက300ဘတ်နဲ့တော့အတူတူနဲ့ပြည်တယ်။ကြိုက်နေတဲ့ပစ္စည်းကိုပေါ့ဝယ်သုံးတယ်ပေါ့။ပေါ်သွားတဲ့စီကြလို့ရှိရင်ဒါလည်းစီဝယ်သုံးမယ်။ကွာဂျာတဲ့စီကြတဲ့ဂျာတဲ့စီဝယ်သုံးမယ်။ကွာပါကြိုက်နေတဲ့စီပေါ့ဗျာ။အမှကိုကျမ်းမာရေးဆက်ဆောက်ခြင်းနဲ့ကျမ်းမာရေးတော့တဲ့ပစ္စည်းတွေဝယ်သုံးမယ်။အဲ့ဒီပစ္စည်းရဲ့နောက်မှာဆိုရင်အမှတ်ဆိုတာရှိတယ်ပေါ့။ဥပမာဆိုကြပါဦးဒါကတော့ရှားဆောင်ပြရေးပေါ့နော်ဒါပစ္စည်းရဲ့နောက်မှာဆိုအမှတ်ဒီမှတ်ကတော့100ရှိတယ်ဆိုပါဆိုဟုတ်တယ်မလားအဲ့100ဆိုစီမစစ်ွယ်သုံးသွားလို့ပေါ့သူကကပရင်းဆို100ဆိုနှစ်ပင်းဆို100သုံးပင်းဆို300ဒီပင်းဆို400ပေါ့နော်ဒါအမှတ်ကနေပေါ့နော်သူကစုဆောင်သွားတယ်ဒါပေမဲ့ရှိရဲ့8ပင်းလောက်တာပြတာနဲ့ကွာ900 800ရှိတာပြီ800ဆိုရင်ဒါတော့ကစီးပွားရေးရှယ်ယာဝင်တာအသေးစားဆိုရင်950ကပြီးသွားပြီတာနဲ့စီးပွားရေးတမန်တရားအလိုလိုဖြစ်သွားပြီကြာနော်အဲကြောင့်မို့ကျွန်တော်တို့ချင်တာကကိုလိုအပ်နေတဲ့ပစ္စည်းကိုနေရာတောင်းတရင်းနဲ့ပေါ့နော်စီးပွားရေးလောက်ကင်သွားရတာဖြစ်ပါတယ်950ပြည်တာနဲ့စီးပွားရှယ်ယာဝင်အသေးစားအလိုလိုဖြစ်သွားပြီကြာနော်နောက်တစ်ခါကစီးရုံဝယ်သုံးလို့တိုင်းဖြစ်တဲ့ပေါ့နော်ကိုပြန်ရောက်ချသွားရင်းနဲ့ပေါ့နော်စီးပွားရေးရှယ်ယာဝင်အသေးစားဆိုဒီအမှတ်3000ပြည်တာနဲ့ဒါစီးပွားရှယ်ယာဝင်အကြီးစားဖြစ်တာဖြစ်တယ်ခင်ဗျာနော်အကျန်းကောင်းတာဖြစ်ပါတယ်မိတ်ဆွေ300ဘတ်နဲ့အသိဝင်လာကြတယ်ကိုလိုအပ်တဲ့စီကိုနေရာပြောင်းသုံးဆွဲသွားရင်းနဲ့စီးပွားရေးစုပ်စီးပွားရေးကိုတော့ဘာမှတက်ကြည့်ရဲ့စိတ်ဝင်စားတဲ့ဝရဏပါတယ်စီးပွားရေးလုပ်တိုင်းပါနေတာဖြစ်ပါတယ်ကိုယ်တိုင်ကြည့်ပေါ်တော့ကြောင်းချခြင်းစိတ်ရှိတဲ့စိတ်ဝင်စားတဲ့ဝရဏပိုင်းကိုယ်တိုင်ကြည့်ပေါ်တော့ကြောင်းချသွားလို့ရတာဖြစ်ပါတယ်မိတ်ဆွေတွေကကိုယ်ရောင်းတဲ့ပြောင်းချင်စီးပွားရေးလုပ်ချင်ကိုယ်တိုင်ကိုကြပေါ်တော့ပစ္စည်းကိုလည်းပဲဒါဈေးနှုန်းချွတ်တာသာဖြစ်ဝယ်ယူသွားမယ်ဆိုလို့ရှိရင်လည်းဝယ်ယူသွားလို့ရတာဖြစ်ပါတယ်။ Okay အသေးစိတ်ကိုကျွန်တော်နဲ့တိုင်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာနော်။အားလုံးကိုဖိတ်ခေါ်ကြဆိုပါတယ်။ဝေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒါ TikTok ရဲ့ program မှာပြည်တာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဒါထည့်ပေးတာဖြစ်တယ်ခင်ဗျာနော်။ဖုန်းနံပါတ်မှာနေတာစတက်ပြီးတော့ဒါမင်းနဲ့နိုင်ပါတယ်ခင်ဗျာ။ Okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်။အဆုံးဒီကြည့်ပေးတဲ့အတွက်အရောက်ချင်းစီတန်းကိုလည်းပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Okay ပါမင်္ဂလာပါဗျာ။